ကဲဒီနေ့ဟိုဟာ midnight oat လောက်စားတာလေးတစ်ချက်ပြပေးမယ် midnight oat ကတော့ရိုးရှင်းတယ်လွယ်ကူတယ်ဝေးချရလို့အတွက်အဆင်ပြေတယ်အားလေးတစ်ချက်ကြည့်လိုက်နော် okay ပထမဆုံးအနေနဲ့ကျွန်တော်တို့အုတ်ထည့်မယ်ကျွန်တော် protein 1 scoop shake ပြီးတော့ကျွန်တော်ရေနဲ့ဖြောထည့်လိုက်တယ်ရေနဲ့တစ်ခါ shake ပြီးထည့်လိုက်တယ်ပြီးတော့ဆိုရင်ကျွန်တော်ဗာထည့်မယ်လဲဆိုတော့ဒိန်ညင်ပေါ့ဒိန်ညင်လေးကိုကျွန်တော် maybe 100 gram လောက်ထည့်လိုက်မယ်ချီယာသီးပေါ့ချီယာသီးနဲ့ဆိုလို့ကျွန်တော်ပြောမယ်ချီယာသီးကလေတကယ်တော့ချီယာသီးစားရင်ဝိတ်ကျတယ်ဆိုတာမဟုတ်ဘူးဗျချီယာသီးက fiber တက်ဗျချီယာသီးစားရင် fiber တဲ့ကျွဲသွားတယ်ဝမ်းသွားကောင်းတယ်လူတွေလွဲနေတဲ့အရာလေးတစ်ခုပြောပြတာโอเคပြီးရင်ကျွန်တော်ငပြောသီးလေးနှလုံးအောက်ထည့်မယ်ငပြောသီးကကျွန်တော်ဟိုပါပေါ့ potassium โอเคနောက်ဆုံးအနေနဲ့ကျွန်တော်စပစ်သီးကြောက်လေးအနည်းငယ်ပေါ့စပစ်သီးကြောက်လေးအနည်းငယ်လောက်ကျွန်တော်ထည့်မယ်โอเคအခုဆိုရင်ကျွန်တော်လောက်ထားတဲ့ protein ရယ်အုတ်ရယ်မပြောသေးရယ်အဲ့ဒါလေးကိုကျွန်တော် midnight oat လောက်ထားတယ်မနေ့ရောက်ရင်ဘယ်လိုပုံစံလေးဘယ်လိုအရသာလေးရှိမလဲဆိုတော့တစ်ချက်ကြည့်လိုက်အောင်နော် okay see you tomorrow okay ကျွန်တော်လောက်ထားတဲ့ midnight oat လေးအရသာဘယ်လိုရှိမလဲစမ်းပြီးစကြည့်မယ်နော်ဘယ်လိုအရသာထွက်လာမလဲပေါ့ကောင်းတယ်က protein ပါတော့ကျွန်တော် protein vanilla လေး flavor လေးနဲ့ဆိုတော့ protein ရတာလေးနဲ့ဆိုတော့တော်တော်လေးစားကောင်းတယ်လောက်စားကြည့်ပါကျန်းမာရေးအတွက်ရမ်းကောင်းတယ်ကျွန်တော်တို့ fiber တက်ကျေဝါတယ် high protein high fiber ပါတယ်ဝေးချတဲ့လူဖြစ်ဖြစ်ဝေးတင်တဲ့လူဖြစ်ဖြစ်စားသင့်ပါတယ် protein midnight oat လေးလောက်စားကြည့်ပါ